လူတွေကဘယ်လိုလုပ်ပြီးသမုတ်တရားကိုကုန်းမီအဖြစ်ပြောင်းလဲပြကြတယ်လဲဆိုတာသိပါသလားလူတော်များများကတော့ပင်လယ်ထဲကိုမြေကြီးတွေတင်လိုက်ပုံလိုက်ရုံနဲ့ကုန်းမီဖြစ်သွားလိမ့်မယ်လို့ထင်ကြတာပေါ့ဒါပေမဲ့တကယ်တမ်းမြေပြန်လေတင်းပိုက်တဲ့လုပ်ငန်းကပိုပြီးရှုပ်ထွေးနေပါတယ်ဒါကရေထူးတင်ပေါ် dredging ship တစီနဲ့စတင်ရတာပါပထမဆုံးအနေနဲ့ဒီရေထူးတင်ပေါ်ကပင်လယ်ချမ်းပြန်ထဲကိုဒီနေရာထောက်တိုင်း positioning piles တွေကိုနက်နက်ရှိုင်ရှိုင်စိုက်ချလိုက်ပါတယ်ဒီတိုင်းကတင်ပေါ်ကိုနေတာမှာအတေးအချတည်ငြိမ်စေပါတယ်ပြီးတော့ဘေးနှစ်ဖက်ကနေချိတ်ထားတဲ့ကုန်းကျူး anchor cables တွေကိုဖြန့်ချလိုက်ပြီးဘေးတိုက်လှုပ်ရှားမှုမရှိအောင်ကာကွယ်ပေးလိုက်ပါတယ်။ပြီးမှဖြတ်ဆက်ခေါင်း cutter head ကိုပင်လေချမ်းပြင်စီကိုချလိုက်တာပါ။ဒီခေါင်းကတဲရှင်နွေးမြေဒါမှမဟုတ်ကြောက်တုံးတွေကိုတောင်ဖျက်ဆီးပစ်နိုင်လောက်အောင်စွမ်းအားပြင်းထန်ပါတယ်။ဒီခေါင်းကလည်နေတဲ့အခါမှာတင်ဘောကဘေးတိုက်ကိုဖြည်းဖြည်းချင်းလွှဲပါသွားပါတယ်။ဒါကြောင့်ပင်လေချမ်းပြင်မှာကျဲပန်းနဲ့ပန်းကားပုံစံခတ်တာနေမိတစ်ခုကိုထုတ်ပို့စေပါတယ်။ဒီနေရာထောက်တိုင်းတစ်ခုကတလဲအစီလှုပ်ဆောင်ပေးတာကြောင့်တင်ဘောကအနှင်းငယ်ချင်းရှေ့တိုးပြီးလုပ်ငန်းကိုချွေထွေနိုင်ပါတယ်။ဖြတ်တောက်ပြီးပျောက်သွားတဲ့ဖြစ်စည်းတွေကိုဖြတ်ဆက်ခေါင်းနောက်ကပိုက်တွေထဲကိုစုယူလိုက်ပါတယ်။အဲဒီနောက်မှာစွမ်းအားမြင့်ပတ်တွေကဒီရောဆက်ထားတဲ့အရာတွေကိုထုတ်ပစ်တဲ့ line တွေ discharge lines တွေကနေသွင်းပို့ပါတယ်။နောက်ဆုံးမှာတော့ဒီအနေအနစ်တွေကိုစမှတ်ထားတဲ့နေရာတစ်ခုထဲကိုဖြတ်လန်းစေပြီးအဲ့ဒီနေရာမှာဖြည်းဖြည်းချင်းစုပုံလာကကုန်းမီအသစ်အဖြစ်ဖြစ်လာပါတော့တယ်။ခေတ်မီရေထူးသင်္ဘောတွေရဲ့ကြီးစုကြောင့်မြေပြန်လဲတင်းပိုက်တဲ့အခါပင်လယ်ထဲကဖြစ်စည်းတွေကိုတိုက်ရိုက်အသုံးပြုတာပါ။ဘယ်မီမှာဝေးဝေးကနေတဲလာစရာမလိုတော့ပါဘူး